မင်္ဂလာပါကျွန်တော်ခုတစ်ခေါက်ဒီ video clip ထဲမှာတော့ကျွန်တော်အနေနဲ့ English ဘာသာစကားကိုအထူးသဖြင့်ပေါ့နော်ကျွန်တော်တို့စကားပြောကိုအမြန်တက်ရောက်လို့တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့မှ English လို့ဒါပြောတဲ့အခါမှာအသုံးဝင်စေမဲ့ speaking pattern လေးတစ်ခုကိုကျွန်တော်အနေနဲ့မျှဝေပေးချင်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မျှဝေပေးမဲ့ speaking pattern လေးကIt's time to plus infinitive လို့ခေါ်တဲ့ pattern လေးပဲဖြစ်ပါတယ်ဆိုတော့ဒီ pattern လေးကိုကျွန်တော်တို့အနေနဲ့ကတစ်ခုခုပေါ့နော်ကျွန်တော်တို့လုပ်ဖို့အချိန်တန်ပြီအချိန်ကြာပြီဆိုတော့เนาะအရာမျိုးကိုပြောဆိုလို့တဲ့အခါမှာကျွန်တော်တို့ It's time to plus infinitive ကိုသုံးစွဲလို့ရပါတယ်ဆိုတော့ကျွန်တော်ပြောတဲ့ဒီ pattern လေးတွေက It's time to plus infinitive မှာကျွန်တော်တို့သိတဲ့အကြောင်းအရာလေးနှစ်ခုရှိတယ်အဲ့အကြောင်းအရာလေးကဘာလဲဆိုတော့ကျွန်တော်တို့เนาะပထမဆုံးကျွန်တော်တို့ရှေ့ဆုံးမှာမြင်ရတဲ့it's ပေါ့နော်အဲ့ဒါလေးကကျွန်တော်တို့ဘာနဲ့ဘာပေါင်းထားတာလဲဆိုတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ it က is ကနှစ်ခုကျွန်တော်တို့ကပေါင်းပြီးတော့အတူကောက်ပေါ့နော်ကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင်အခုလိုမျိုးပဲ it's ဆိုပြီးတော့ကျွန်တော်တို့အမြန်ဒါလွယ်ကူကူ speaking မှာပေါ့နော်လွယ်ကူကူပြောထွက်လို့ရအောင်လို့ကျွန်တော်တို့ကဒါအတူချုပ်ထားတာလေးဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်ဆုံးမှာတွေ့ရမယ် infinitive ပေါ့နော်ဆိုတော့ infinitive ဆိုတာဘာလဲဒါလေးကိုလည်းကျွန်တော်အနေနဲ့ရှင်းပြချင်ပါတယ်ဆိုတော့ infinitive ဆိုတာဘာလဲပေါ့ဆိုတော့ infinitive ဆိုတာကကျွန်တော်တို့တနည်းအားဖြင့်နောက်တစ်မျိုးသူ့ကိုဘယ်လိုခေါ်သေးလဲဆိုလို့ရှိရင်ကျွန်တော်တို့က base form လို့ခေါ်ပါသေးတယ်ဆိုတော့သူကဘာလဲဆိုလို့ရှိရင်သူ့ရဲ့နောက်မှာကျွန်တော်တို့တွေကဒီ verb ကို s es ed en ing အစရှိတာတွေနဲ့တော့အဆုံးသတ်တာမျိုးမဟုတ်တဲ့ verb တွေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုရင်ကျွန်တော်တို့က base form တနည်းအားဖြင့် infinitive လို့ကျွန်တော်တို့ကခေါ်ပါသေးတယ်ဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ infinitive ကိုတချို့ကလည်းကျွန်တော်တို့ verb 1ဆိုပြီးတော့ကျွန်တော်တို့ငယ်ငယ်တုန်းကဒါချက်ခဲ့ဘူးတဲ့ပုံစံလေးအတိုင်းကျွန်တော်တို့ကဒါမှတ်တာလေးလည်းရှိတယ်ပေါ့နော်ဆိုတော့တကယ်တော့ကျွန်တော်တို့ဒါဒီနေရာမှာငယ်ငယ်တုန်းကပေါ့နော်ကျွန်တော်မူလာတန်းလေးကရွတ်ဆိုခဲ့ကြတဲ့စာချုပ်လေးတစ်ခုကျွန်တော်တို့သတိရစေချင်တယ်အဲ့ဒါကဘာလဲဆိုတော့ can could shall should will would may might must တို့ရဲ့နောက်မှာကျွန်တော်တို့ verb 1 like this ဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့ဒီနေရာမှာလည်းကျွန်တော်တို့တချို့တွေက verb 1လို့ပဲဒါကြားဘူးနားဝရှိတဲ့သူတွေအတွက်လည်းအဆင်ပြေအောင်လို့ကျွန်တော်ဒါလေးကိုပဲထည့်ပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆိုခဲ့တဲ့စာကြိုးတွေက verb 1နဲ့ infinitive ကဒီနေရာမှာဒါကျွန်တော်အနေနဲ့ဒါအတူတူပဲလို့ခဏယူဆစေချင်တယ်တကယ်တော့ verb 1လို့ပြောခြင်းနဲ့ infinitive လို့ပြောခြင်းကတော့ကျွန်တော်အနေနဲ့ဒီ grammar တချို့ပြောတဲ့အခါမှာကျွန်တော်ထပ်ပြီးတော့အသေးစိတ်ရှင်းပြပေးသွားပါအောင်မယ်နော်ဆိုတော့ဒီနေရာမှာတော့ကျွန်တော်တို့ infinitive တို့ base form တို့ရင်းနှီးအောင်လို့ကျွန်တော်အနေနဲ့ထည့်ပြီးပြောထားတာလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါဆိုရင်ဘယ်ဟာက infinitiveဘယ်လိုရာ base form ဘယ်လိုရာ infinitive ဘယ်လိုရာကတော့ infinitive base form မဟုတ်တဲ့ဟာဆိုတာလေးကိုကျွန်တော်အနေနဲ့အောက်မှာကရိယာ form လေးနဲ့ကျွန်တော်တစ်ချက်ရှင်းပြချင်ပါတယ်နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်အားလုံးမြင်ရမယ် do does ဆိုတော့ဒီမှာဆိုရင်ဘယ်ဟာက infinitive လဲဆိုတော့ဒီမှာတော့ကျွန်တော်တို့ပြထားတဲ့အစိမ်းရောင်လေးနဲ့ပြထားတဲ့ do ကဒီညမှာတေချာပေါက် base form တနည်းအားဖြင့်ကျွန်တော် infinitive လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဒီ verb မှာကျွန်တော်တို့က s တွေ es တွေနဲ့အဆုံးသတ်ပြီးတော့ဒါပေါင်းထားခြင်းမရှိရဲ့เนาะ verb လေးပေါ့เนาะဒီလိုလေးခဏယူဆကြည့်ပါမယ်မနော်နောက်တစ်ခုကတော့ကျွန်တော်တို့ take takes ဒီမှာလည်းဒီတစ်ခုကလည်းအတူတူပဲဘယ်ဟာက base form လဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ပြောမှသည် take take ကဒါလေ base form ပုံစံဖြစ်တယ်ဆိုတော့ကျွန်တော်သိရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ it's time to plus infinitive ရဲ့ဥပမာဝါကျလေးကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာက it's time to do your homework အိမ်စာလုပ်ဖို့အချိန်ရပြီနော်အိမ်စာလုပ်ဖို့အချိန်တန်ပြီအိမ်စာလုပ်ဖို့အချိန်ကြာပြီအိမ်စာလုပ်ဖို့အချိန်ကြာရောက်လာပြီကဲဒီလိုမျိုးလေးကျွန်တော်ပြောလို့ရတယ်နောက်တစ်ခါ it's time to tell the truth အမှန်တရားကိုပြောဖို့အချိန်ကြာပြီ it's time to make a decision မင်းဆုံးဖြတ်ချက်ချဖို့အချိန်ရောက်ပြီ it's time to make up your mind မင်းရဲ့စိတ်ကိုဆုံးဖြတ်ချက်ချအတူတူပါပဲအပေါ်နဲ့အောက်ကတော့ကျွန်တော်တို့အထိပ္ပယ်ဆင်တူပါတယ်ပေါ့နော်ဟုတ်ပြီဒါလေးတွေကတော့ကျွန်တော်တို့ဥပမာပေးထားတယ် it's time to plus infinitive ကိုသုံးပြီးတော့ဖွဲ့စည်းထားတဲ့ဝါကျလေးတွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကိုပိုင်ပေါ့နော်ဒါဖန်တီးလို့ရအောင်ကျွန်တော်အနေနဲ့အနောက်မှာကျွန်တော် try yourself session လေးကျွန်တော်ထည့်ထားပေးပါတယ်ဒီ try yourself session လေးမှာပါတဲ့ဝါကျလေးတွေကိုကျွန်တော်တို့စူးစမ်းပြီးတော့ဒါပြုလုပ်ကြည့်ကြရအောင်ဟုတ်ကဲ့ပါဒီ video clip လေးကသင်အတွက်အကြောင်းအရာတစ်ခုခုကိုဒါအထောက်အကူပြုမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဆိုတော့နောက် video clip တွေမှာလည်းအခုလိုမျိုးပဲအထောက်အကူပြုစေမဲ့ဗီဒီယိုလေးကိုကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့မျှဝေပေးသွားပါဦးမယ်ကျေးဇူးတင်ပါတယ်ဗျာ